မင်္ဂလာပါရှင်စက်တင်ဘာလ18ရက်နေ့ BBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမဟုတ်တုံလေအားအသင်းအသေးရှိနေပြီးကြံမင်္ဂလာပင်လယ်အော်မှာမဟုတ်တုံလေအားနိုင်ငံမှာအားအသင်းအသေးရှိပါတယ်ယနေ့မနက်9:30မိနစ်အချိန်တိုက်ထွာချက်များအရယမန်နေ့ကဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့အပူပိုင်းမုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်ကိုရွေ့လျားခဲ့ပြီးဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသများကိုထက်ကျော်လျက်ရှိပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်းအပူပိုင်းမုန်တိုင်းအဖြစ်သို့ပိုမိုအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်းအပူပိုင်းမုန်တိုင်းအဖြစ်သို့ပိုမိုအားကောင်းနိုင်တယ်လို့ခန့်မှန်းရပါတယ်။မကွေးတိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားနေပြီးတော့မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျကျရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်းအေရဝတီတိုင်းနဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြမိုးထချုံရွာပါမယ်ရွာရဲ့ရာနှုန်းပြည့်ဖြစ်ပါတယ်မကွေးတိုင်းနဲ့ချင်းပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိနေပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းလေပြင်းတိုက်ခိုက်ခြင်းမိုးထိတ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းသေးရှိပါမယ်။လှိုင်းမြင့်မှာမြမကန်ယူတဲ့တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။မိုးလေဝသသတင်းအစီအစဉ်ကိုမိုးလေဝသဌာန MOHADM နဲ့ဝင်းနီတောက်ခုံတို့မှရယူဖော်ပြထားတာပါ။စက်တင်ဘာလ18ရက်နေ့ BBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မကတော့သူစားပါ။